Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ electronic စက်ပြင်တဲ့ဘာသာရပ်ကိုအခြေခံ0ကနေပြီးတော့မှအဆင့်မြင့်တက်ကျွမ်းနားလည်တဲ့အထိသင်ကြားပို့ချပေးနေတဲ့နေဝင် electronic စက်ပြင်သင်တန်းရဲ့ founder တစ်ယောက်ဖြစ်ပါတယ်အခုကျွန်တော် circuit လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းလို့ပါဒီ circuit လေးမှာဆိုရင်နာမည်ကြီး IC တစ်လုံးဖြစ်တဲ့555 IC ကိုအသုံးချထားပါတယ်အဲ့တော့ကျွန်တော်အချိန်မရတူတူလေးပဲရှင်းပြပါမယ်ဒီ IC မှာတော့တစ်ချမ်းမှာ၄ချောင်းပါပါတယ်တစ်ကနေပြီးတော့မှနံပါတ်8အထိเนาะ6ချောင်းပါတဲ့နေရာမှာနံပါတ်အကြီးဆုံးကိန်းဖြစ်တဲ့8ကို VCD ပေးရပြီးတော့မှနံပါတ်အသေးဆုံးဖြစ်တဲ့ပင်နံပါတ်1ကို ground ချပေးရပါတယ်ပြီးရင်ဒီ IC မှာကျွန်တော်တို့ input ရှိပါတယ် output ရှိပါတယ်အဲ့တော့ input ကเนาะ2ငုတ်ရှိပါတယ်ပင်နံပါတ်2ရယ်ပင်နံပါတ်6ရယ်ဆိုပြီးတော့เนาะပင်နံပါတ်2ရယ်ပင်နံပါတ်6ရယ်ဆိုပြီးတော့မှ input 2ခုရှိပါတယ်အဲ့ input 2ခုမှာကိန်းကနန်းရဲ့အကြီးသေးအရာပင်နံပါတ်2တီเนาะ low voltage ကိုအာရုံခံတာဖြစ်ပြီးတော့ပင်နံပါတ်6တီ high voltage ကိုအာရုံခံပါတယ်အဲ့တော့စာနဲ့ပင်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ IC ကိုပေးသွင်းတဲ့ VCC ရဲ့3ပုံပုံတစ်ပုံเนาะဘိုးရဲ့အောက်ကိုเนาะပင်နံပါတ်2ကအာရုံခံပြီးတော့မှပင်နံပါတ်6ကတော့3ပုံပုံ2ပုံရဲ့အထက်ကိုအာရုံခံပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကအလွယ်ပဲပြောလိုက်ပါတယ် low voltage ကိုအာရုံခံတာက2 high voltage ကိုအာရုံခံတာက6ဆိုပြီးတော့1 that VCC နဲ့2 that VCC နဲ့ကိုအာရုံခံပါတယ်အဲ့လိုအာရုံခံပြီးလို့ရှိရင်ဒီ IC ကဘာလုပ်မှာလဲဆိုလို့ရှိရင်เนาะသူ့ရဲ့အောက်ပုံကိုဖြစ်တဲ့ဒီပင်နံပါတ်3ကနေပြီးတော့မှဘိုး2မျိုးထုတ်ပေးပါတယ်တနည်းအားဖြင့်เนาะ ground ထုတ်ပေးတဲ့ခါလည်းရှိတယ် VCD ထုတ်ပေးတဲ့ခါလည်းရှိပါတယ်အဲ့တော့ဘာထုတ်ပေးမယ်ဆိုတဲ့ဟာကိုဒီပင်နံပါတ်တွေအဝင်ပင်တွေကနေပြီးတော့ဆုံးဖြတ်ပါတယ်ပင်နံပါတ်2ဒီ low voltage ကိုအာရုံခံနေတယ် low voltage ကိုအာရုံခံလို့ရလိုက်တာနဲ့သူကပင်နံပါတ်3အောက်ပုံကိုเนาะ VCD ထုတ်ပေးပါတယ်ပင်နံပါတ်6ဒီသူက high voltage ကိုအာရုံခံပါတယ်အဝင် VCC ရဲ့3ပုံပုံ2ပုံရဲ့အထက်ကိုသူအာရုံခံလို့ရတာနဲ့သူကပင်နံပါတ်3အောက်ပုံကိုเนาะ ground ထုတ်ပေးပါတယ်ဒါကြောင့်မလို့ပင်နံပါတ်3မှာ ground ထွက်မလား VCD ထွက်မလားဆိုတာဒီပင်နံပါတ်2နဲ့6နဲ့ဘယ်သူအလုပ်လုပ်တဲ့ပုံမှာမူတည်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာပင်နံပါတ်6000ရှိရမှာ1က ground ချမယ်8က VCD ပေးပါတယ်အဲ့တော့3က output ထွက်ပါမယ်အဲ့လို output ထွက်ဖို့အတွက်ကိုအာရုံခံနေတာကဒီနှစ်ပင်ကအာရုံခံပါတယ်เนาะအဲ့2ကအာရုံခံပြီးတော့သူက trigger ဖြစ်တယ်ဆိုလို့ရှိရင် output ကအပေါင်းထွက်ပါတယ်6ကအာရုံခံပြီးလို့เนาะသူ့ရဲ့ threshold voltage တွေကျော်သွားပြီအပေါင်း voltage ဖြစ်သွားပြီဆိုလို့ရှိရင်သူကပင်နံပါတ်3ကို ground ထွက်ပါတယ်ဒါကြောင့်မလို့2ဒီအပေါင်းထုတ်ပြီးတော့6ဒီ ground ထုတ်ပြီးတယ်လို့အလွယ်မှတ်လို့ရပါတယ်ပြီးရင်ဒီမှာပင်နံပါတ်9ဆိုတာကဒီ resistor နှလုံးရဲ့ဂျာပိုက်မှာဖမ်းပြီးတော့မှဒီကောင်ကဘာလို့ထားဆိုလို့ရှိရင်အထဲထဲကနေပြီးတော့ ground ဆွဲချပေးတာပါအဲ့ဒါကိုကျွန်တော်တို့ discharge လုပ်တယ်လို့ခေါ်ပါတယ်ဟုတ်ပြီเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ6000ရှိတဲ့ထက်မှာပင်နံပါတ်4ကိုကျွန်တော်တို့ကဒီမှာ VCD ပေးထားပါတယ်အဲ့ဒါဒီဘာဖြစ်လို့ပေးတာဆိုရှင်အလုံးမလုံးစေခြင်းလို့ပေးထားတာပါเนาะဒီပင်နံပါတ်8ကတော့အလုံးလုံးစေခြင်းလို့ပေးထားတာဖြစ်ပြီးတော့ပင်နံပါတ်4ကတော့အလုံးမလုံးစေခြင်းလို့ပေးထားတာဖြစ်ပါ